သူမကကျမကိုကျင်ရတော်ကြီးကိုပရိယေနဲ့လှည့်စားခဲ့တယ်လို့သတ်မှတ်တယ်။ကျင်ရတော်ကြီးရဲ့အရှိန်အဝါကိုတုံးပြီးကြွားဝါနေတာလို့လည်းပြောတယ်။သူမလုံးဝအောင်မြင်ကြော်ကြားမှုမရခင်ကျမကိုသိစေချင်နေတာ။သူမကကျမကိုတတ်ဖို့လူသက်သမား2ယောက်ကိုတိတ်တိတ်လေးဆေးလွတ်ခဲ့တယ်။ဒါပေမဲ့ကျမကိုပေရွှန်းကကဲတင်ခဲ့တယ်။အဲ့ဒီလူသက်သမား2ယောက်ကတော့ယူစီဖုန်းကကျန်းဟူလောကထဲကနေငှားထားတဲ့တရေတွေပါ။သူတို့ကအရန်ကိုလက်မြင်ချင်ညံနဲ့ရက်ဆက်ကြမ်းကြုတ်တယ်။လေထံမိုးရွာတဲ့ညမှာမင်းသမီးနဲ့ဆောင်တဲ့ကိုတိတ်တဆိတ်ဝင်လာပြီးကျမအသက်ကိုဓာတ်တစ်ချက်ထဲနဲ့အဆုံးသတ်ဖို့ကြိုးစားခဲ့ကြတယ်။ကံကောင်းစွာနဲ့ပဲပေရွှန်းကအစကတည်းကသတိထားမိနေခဲ့တယ်။သူမကကျင်ရတော်ကြီးရဲ့အမိန့်နဲ့ကျမကိုတိတ်တိတ်လေးကာကွယ်ပေးနေတာလူသက်သမားတွေဝင်လာတာနေနာနဲ့ချက်ချင်းလက်ပိုက်မကြည့်ပဲကာကွယ်ပေးခဲ့တယ်။သူမကခဏလေးတွင်းမှာပဲအဲ့ဒီတရေ2ယောက်ကိုဖမ်းမိလိုက်တယ်။ယူစီဖုန်းကစီခိုင်းတာလို့စစ်ဆေးပြီးတိရတော့ပေရွှန်းကချက်ချင်းပဲကျင်ရတော်ကြီးကိုတွားလျှောက်တင်ပြီးအပြစ်ပေးဖို့လုပ်ခဲ့တယ်။ဒါပေမဲ့ကျမကတားလိုက်တယ်။ဒီတော့ကလေးအဖြစ်နဲ့တော့သူမအသက်ကိုလဲလှယ်ဖို့မလုံလောက်သေးဘူး။သူမရဲ့ရုပ်မာတဲ့ကြံစည်မှုအားလုံးပေါ်လာတဲ့အထိကျမဆောင်မယ်။သူမကိုနာမည်ပြက်ပြီးဘဝပြက်စီမယ်။တေးရင်အောင်ညီမျိုးစရာနေရာမရှိအောင်လုပ်မယ်။ပေရွှန်းကကျမကိုတနာကျင်နာတဲ့ညလုံးတွေနဲ့ကြည့်ခဲ့တယ်။ဒါပေမဲ့ကျမရဲ့ဆန္ဒအတိုင်းပဲအဲ့ဒီတရေ2ယောက်ကိုလှုပ်ဝက်စွာဖမ်းဆီးကြုံနှောင်ထားခဲ့တယ်။နောက်ပိုင်းမှာလူစီဖုန်းကိုဆွဆွဲဖို့တက်တဲ့အဖြစ်တင်စီထားခဲ့တာပါ။ကျမကပေရွှန်းကိုကျေးဇူးတင်ပြီးတာနဲ့ထွက်လာခဲ့တယ်။ပေရွှန်းကမြေပြင်ပေါ်ကနေကျမရဲ့ကျသွားတဲ့လက်ကင်ဘဝလေးကိုကောက်ယူလိုက်တယ်။ဒီလက်ကင်ဘဝလေးကထူးထူးခြားခြားရင်းနှီးနေတယ်လို့သူမသတိထားမိခဲ့တယ်။သူမကအဲ့ဒီညကအဲ့ရိတ်တာမှာစိတ်ခက်ခံခဲ့ရတာကိုရုတ်တရက်သတိရလိုက်တယ်။သတိလစ်မှုမိနေတော့မှတစုံတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုသူ့အိမ်ယာပေါ်တင်ပေးခဲ့တာကိုမှတ်မိတယ်။အဲ့ဒီမိန်းကလေးမှာဒီလက်ကင်ဘဝလေးရှိနေခဲ့တာပဲ။ဒါနဲ့ပေရွှန်းကကျမရဲ့နောက်ကျောင်းရာဇဝင်ကိုစုံစမ်းဖို့လူလွတ်ခဲ့တယ်။ရရှိခဲ့တဲ့သတင်းချက်လက်တွေကမိမကြီးကိုယ်တိုင်ပြန်ခေါ်လာခဲ့တဲ့အရေးပါတဲ့သူတယောက်ပါကြီးထက်ပိုတဲ့သတင်းချက်လက်တွေဘာတစ်ခုမှရှာမရနိုင်တော့ပါဘူး။အဲဒီနေ့ကစလို့ပေရွှန်းကကျွန်တော်လက်ကိုင်ဘဝကိုယူပြီးနေတိုင်းနန်းတွင်းရင်ပြင်မှာလမ်းလျှောက်နေခဲ့ပါတယ်။၃ရက်မြောက်နေ့မှာတော့ရှူဂျီဖုန်းတယောက်အချင်းချခံလိုက်ရပါတော့တယ်။တက်တဲ့အထောက်အထားဘာတစ်ခုမှမရှိခဲ့ပေမဲ့နန်းတွင်းတစ်ခုလုံးရဲ့ပြည့်ပြူရာဖြစ်ခဲ့ရပါတယ်။ဒီအကြောင်းကိုဝင်ကြီးချုပ်သိလိုက်ရတော့ဆက်ချင်းပဲနန်းတော်ကိုသွားပြီးရှူဂျီဖုန်းအတွက်အသနာခံခဲ့ပါတယ်။ရှူဂျီဖုန်းကသူ့ရဲ့အချစ်ဆုံးသမက်ဖြစ်ကြောင်းလည်းပြောခဲ့ပါသေးတယ်။မင်းသမီးကြောင့်မတရားပြုခံခဲ့ရတာဖြစ်မယ်လို့လည်းဆိုပါတယ်။မိမကြီးကရှူဂျီဖုန်းကိစ္စကြောင့်ဒေါသထွက်နေချိန်မှာပဲဝင်ကြီးချုပ်ကအရန်တက်လိုက်နေတာကိုမြင်တော့သူ့ကိုကန်ဆူခဲ့ပါတယ်။သမက်ကိုတစ္ဆာဖောက်တယ်လို့ခေါ်ပြီးမကောင်းမှုတွေလုပ်ဖို့အားပေးနေတာလားလို့မိမကြီးကစူပါတယ်။ရှူဂျီဖုန်းအတွက်ထပ်ပြီးအသနာခံရရင်သူ့ကိုလည်းရှူဂျီဖုန်းနဲ့အတူအပြစ်ပေးမယ်လို့ပြောခဲ့ပါတယ်။ဝင်ကြီးချုပ်လည်းဒေါသထွက်ပြီးနန်းတော်ကနေထွက်လာခဲ့ရပါတော့တယ်။ဝင်ကြီးချုပ်သမီးရှူချင်းရန်ကတော့ဒီထက်ပိုပြီးဒေါသထွက်နေခဲ့ပါတယ်။ရှူဂျီဖုန်းနဲ့အတူနေဖို့ထောင်ထဲကိုလိုက်သွားမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဝင်ကြီးချုပ်ကသူ့ကိုအိမ်ထဲမှာပိတ်လောင်ထားလိုက်ပါတယ်။အိမ်ပြင်ကိုခြေတလန်းမှာထပ်မနှဲရဲအောင်ပိတ်ထားခဲ့ပါတယ်။ယူရိုသူမျိုးသားတွေလည်းကျန်းကွေမင်းသမီးကရှူဂျီဖုန်းကိုတိုင်ကြားလိုက်ပြီဆိုတာသိသွားကြပါတယ်။အားလုံးကလက်ခုပ်ဩဘာပေးကြပါတယ်။ရှူဂျီဖုန်းကအရင်ကတည်းကမိတ်ဆွေဟောင်းဖြစ်ပြီးကိုဘာသာနန်းတော်ထဲကိုရောက်လာခဲ့တာဖြစ်လို့မိမကြီးကိုရှူဂျီဖုန်းကိုအပြစ်ပေးပြီးမင်းသမီးအတွက်တရားမျှတမှုရယူပေးဖို့တောင်းပန်ခဲ့ကြပါတယ်။ထောင်ထဲမှာတော့ချမ်းရေးလာတဲ့ညတညကိုဖျက်ဆီးနေရပါတယ်။ရှူဂျီဖုန်းလည်းမျက်ခြောက်ပုံပေါ်မှာထိုင်နေခဲ့ပါတယ်။သူ့မျက်လုံးတွေကတော့အခဏလေးမှနှိမ်သက်မနေခဲ့ပါဘူး။သူ့ကိုယ်ထဲကနေငွေတစကိုထုတ်ယူပြီးအစားအစာတွေထည့်လာတဲ့ပကံလုံးထဲကိုထိုးထည့်လိုက်ပါတော့တယ်။သတင်းလွှင့်လိုက်တာကတော့ချာမင်းသမီးကအဘွားတော်မိဖုရားကြီးကိုအမိပြုပြီးသစ္စာရှိသူတွေကိုပျောကလုပ်တဲ့ဝမ်းထဲကကလေးကလည်းစနစ်မရှင်းဘူး။ဒါဟာသူ့ရဲ့အဆက်ကွဲစရာတွေကိုဖုံးကွယ်ဖို့အရင်ခင်ပွန်းကိုလှည့်စားတာပဲလို့ပြောခိုင်းလိုက်တယ်။အချင်းဆောင်ကငွေတွေကိုကိုင်းကြည့်ပြီးအင်ချီလက်ထဲထိုးထည့်လိုက်တယ်ပြီးတော့ထောင်ထဲကနေလှည့်ထွက်သွားပါတော့တယ်။၃ရက်တောင်မကြာလိုက်ဘူး။ယူရိုတခွင်သတင်းတွေတောမီလိုပြန့်ကုန်ပါတော့တယ်။မင်းသမီးဟာမယားချင်းဝတ်မဆောင်ထိန်ပဲလင်ငယ်နေပြီးကလေးကိုဝင်ဆောင်လာတာအဆက်ကွဲစရာတွေကိုဖုံးကွယ်ဖို့အရင်ခင်ပွန်းကိုရဲရဲဆက်ဆက်တက်ဖို့ကြိုးစားနေတဲ့တချို့ကတော့ပြောကြပြန်တယ်မင်းသမီးဆိုတာကျေးလက်သူမလေးတယောက်ပါတဲ့ဘလိုနီလန်းတွေနဲ့များယာရုကြီးရောင်စန်းရီကရွှေတိုင်းရွှေလဲဖြစ်လာခဲ့လဲမသိဘူးတဲ့အဲ့ဒီတုန်းကအိဆာရီဟာလူအမတ်ကြီးတယောက်တည်းအမမဟုတ်တော့ဘူးလို့ပါပြောကြတယ်ဒီလိုကောလာဟာလာတွေကပူပြီးဆိုးရလာခဲ့တယ်လူချစ်ဖုန်းရဲ့ကပေးတချို့ကပါမင်းမှုထမ်းတွေကြားမှာကောလာဟာလာတွေဇက်တိုက်ခင်းကြတယ်အဖွားတော်မိဖုရားကြီးကန်ရှာတွေ့တဲ့မင်းသမီးဟာအစ်စ်မဟုတ်ဘူးအတူအယောင်ဖြစ်တယ်လို့ပါပြောကြတယ်ဒါအပြင်ကျမဝမ်းထဲကကလေးဟာနတ်စိုးဝင်စားတာဖြစ်ပြီးကာကျိုးမင်းဆက်ကြီးကိုဘေးဒုက္ခတွေယူလာပေးလိမ့်မယ်လို့ပါပြောကြပြန်တယ်အဖွားတော်မိဖုရားကြီးလည်းကြားသိရတော့ဒေါသအကြီးကျယ်ထွက်ပါတော့တယ်ချက်ချင်းပဲကောလာဟာလာဖြစ်နေသူတွေကိုစုံစမ်းစစ်ဆေးဖို့အမိန့်ထုတ်ပြန်လိုက်တဲ့တရက်သေးနဲ့တင်မင်းမှုထမ်း10ယောက်ကျော်လောက်ကိုဖော်ထုတ်နိုင်ခဲ့တယ်သူတို့အားလုံးဟာလူချစ်ဖုန်းယာရုဝယ်တုန်းကအောင်ခဲ့တဲ့အပေါင်းပါရီကြီးပါပဲအဖွားတော်မိဖုရားကြီးလည်းဘာတခုမှမပြောတော့ပဲဒီလူတွေကိုယာရုတွေရုပ်သိမ်းပွဲတွေကိုလည်းသိမ်းဆည်းလိုက်တယ်ပြီးတော့ခေါင်းထဲမှာလူချစ်ဖုန်းနဲ့အတူစီရင်ချက်ချဖို့စောင့်ခိုင်းလိုက်ပါတော့တယ်ဒီကိစ္စပြီးရဲ့နောက်မှာတော့မင်းမှုထမ်းတွေကြားမှာဘယ်သူမှကောလာဟာလာတွေမချင့်ရဲတော့ဘူးယူရိုတခွင်ကသတင်းတွေလည်းတဖြည်းဖြည်းနှင်းသက်သွားတယ်ပြည်သူတွေကလည်းမင်းသမီးဟာလူချစ်ဖုန်းကြောင့်အမှန်တကယ်ပဲဒုက္ခရောက်ခဲ့တာလို့ပိုပြီးယုံကြည်သွားကြပါတော့တယ်အဲ့ဒီအချိန်မှာဝင်ကြီးချုပ်ရဲ့သမီးယူချင်းရန်ကတော့အခန်းထဲကနေဒီအတင်းချင်းတွေကိုကြားနေခဲ့ရတယ်သူမဟာလက်ကင်ပေါ်ဝါကိုစုပ်ကင်ရင်းမျက်ရည်ဆက်လက်နဲ့ငူကျွေးနေခဲ့တယ်ပြီးတော့ဖခင်ရဲ့စာကြည့်ကန်းကိုပြေးသွားပြီးဒူးထောက်ကပြောလိုက်ပါတော့တယ်အမေကတော့ဒီတက်လူချစ်ဖုန်းကိုပဲလက်ထပ်ပါမယ်တဲ့သူကလည်းနူးညံ့သိမ်ငွေပြီးအနေထိုင်တော်တော်ကောင်းတဲ့သူပါအဖေရဲ့သူ့ကိုမတရားဆွဆွဲထားတာသိကြပါတယ်သူ့ကိုကဲပါဦးတောင်းပန်ပါတယ်ကဲပေးပါဦးဝင်ကြီးချုပ်ကတော့ငငယ်ကလေးကစစ်စမိုးထားခဲ့ရတဲ့သူ့သမီးပေါ်မှာဘာမှမပြောဘဲတင်းပေါက်အပြင်ဘက်ကိုပဲဖြင်းနှင်းစွာကြည့်နေခဲ့ပါတယ်ချိန်တွေကတော့တရက်ထက်တရက်ပုံမြန်လာလိုက်တာကျမရဲ့ဘိုက်ကလည်းတနေ့တခြားပူကြီးလာနေတဲ့ဆရာဝန်တွေကနေတိုင်းသွေးခုန်နှုံးဆန်းနေမင်းသမီးမှာသွေးအားနေပြီးအင်အားကြီးနေနေတဲ့ကောင်းကောင်းအနားယူရမယ်
မယ်လို့ပဲအငြင်းပြောနေကြတယ်ကျမလည်းမိခုံပေါ်မှာမိပြီးသတင်းပေါက်ကင်ဘက်ကိုမြည်ကြည့်နေခဲ့တယ်အစီကံတွေကအသေးရောက်လာတဲ့ကိုဝင်းဆောင်စည်းတွေကိုလာပေးကြတယ်မင်းသားကိုယ်တိုင်အထူးရှာဖွေခဲ့တာမို့ပတော်ရှားပါတယ်တဲ့ကျမတစ်ချက်ကြည့်လိုက်တော့စည်းတွေကတကားဝါမှာအပုံသေးသေးလေးဖြစ်နေအောင်စုပုံထားတာကိုတွေ့ရတယ်ကျမမျက်နှာကိုမှုန်ပြီးပိုက်ခဲကကလေးကိုပုတ်တက်ရင်းဘာတခွန်းမှမပြောခဲ့ပါဘူးနန်းတွင်းအငင်းပွားမှုတွေကတရက်ထက်တရက်ပိုပြင်းထန်လာခဲ့တယ်ယူချစ်ဖုန်းရဲ့နောက်လိုက်တွေက3-4ယောက်စီထွက်လာပြီးယူအမက်ကစင်းရဲသားတွေကနေထွန်းတောက်လာတဲ့ပုဂ္ဂိုလ်စစ်နှစ်ချီစူးစမ်းပန်းစားစာတင်ခဲ့တဲ့သူပါလာလို့ဖြူစင်တဲ့သူကိုဘလို့လို့မတရားဆွဆွဲနိုင်မှလဲလို့အော်ဟစ်ပြောဆိုခဲ့ကြတယ်သူတို့ကယူချစ်ဖုန်းရဲ့အချစ်ကင်းစင်မှုကိုပြန်ပေးဖို့တတိုင်းပြည်လုံးကစာပေသမားတွေအတွက်တရားမျှတမှုကိုပေးဖို့အတွက်ဘရင်မကြီးစီမှာဒူးထောက်တောင်းပန်ကြတယ်အဲ့ဒီအချိန်မှာပေရွှင်ကတော့အမတ်တွေအလဲမှာမတက်ရရင်သူ့အင်ဂျီလက်ထဲကနေဝါချင်းချင်းဖြစ်နေတဲ့အမှုတွဲစာရွက်တစ်ထပ်ကိုထုတ်လိုက်တယ်ယူချစ်ဖုန်းယာဒူးဝယ်ခဲ့တဲ့နှစ်ကမတန်းတွေမှာပြဿနာရှိနေပါတယ်သူ့အိမ်မှာဘာမှမရှိပဲစီးရဲလုံးနေပေမဲ့ငွေ3000နဲ့အစိုးရယာဒူးတစ်ခုကိုဝယ်နိုင်ခဲ့တယ်သူယာဒူးဝယ်ခဲ့တဲ့2ရက်အလိုမှာပဲကုန်တဲ့တဦးမြေပေးမှာအသက်ခံရပြီးသူ့ကိုယ်ပေါ်ကငွေ3000နဲ့အလူခံခဲ့ရတယ်ဒါကတိုက်ဆိုင်မှုတက်ပါပဲလားပေရွှင်ကအဲ့ဒီတုန်းကအခင်းချစ်ပွားရာနေရာကတက်တဲ့ရဲ့ထွက်ဆိုချက်တွေကိုလည်းထုတ်ပြခဲ့တယ်အဲ့ဒီကုန်တဲ့ရဲ့အစီခံကမှုဖြစ်တဲ့ညမှာယူချစ်ဖုန်းကိုမြေပေးမှာမျက်မြင်ကိုတွေ့ခဲ့ရတယ်လို့ထွက်ဆိုခဲ့ပါတယ်ဒါအပြင်ယူချစ်ဖုန်းယာဒူးဝယ်ခဲ့တဲ့ငွေပမာဏနဲ့ကုန်တဲ့စီကနေလူယူခံရတဲ့ငွေပမာဏကအတိအကျတူညီနေခဲ့ပါတယ်ဒီထက်ပိုပြီးထိတ်လန့်စရာကောင်းတာကတော့ဖေဆွန်ကယူစီဖုန်းတောင်ပေါ်ကပြုတ်ကျခဲ့တာကမတော်တဆမှုမဟုတ်ပဲသူ့ကိုရည်ရွယ်ချက်ရှိရှိလှည့်စားပြီးချင်းကပ်ခဲ့တာဆိုတာကိုသိခဲ့ရတယ်သူကမြေပေါ်မှာတယောက်တည်းနေပြီးစိတ်ပညာတက်မြောက်တယ်ဆိုတာကြိုးသိထားပြီးသားမို့အသက်ကယ်ခံရတဲ့ခွင့်ရေးကိုအသုံးချပြီးသူ့ဘောစိတ်ဝင်စားအောင်လုပ်ဖို့အနာဂတ်မှာသူ့ကိုအသုံးချဖို့ကြံစီခဲ့တာလို့သိရတယ်ဒီလိုသက်သေအထောက်ထားတွေရှိလာတော့ယူစီဖုန်းရဲ့နောက်လိုက်တွေကစကားတခွန်းမှမဟနိုင်တော့ပဲသူ့ကိုကာကွယ်ရဲတဲ့သူတယောက်မှမရှိခဲ့ဘူးနန်းတော်တဲကမှုမဲ့တွေကလည်းဒေါသထွက်ပြီးမိဖုရားခေါင်ကြီးကိုယူစီဖုန်းကိုချက်ချင်းအဖြစ်ပေးဖို့ဘရင်အတွက်လက်စားချေဖို့မင်းသမီးရဲ့နစ်နာမှုကိုဖြေရှင်းပေးဖို့တောင်းဆိုခဲ့ကြတယ်ဒါအပြင်ဖေဆွန်ကငင်းရထားကိုမောင်းခဲ့တဲ့ယာရီကိုပါရှာတွေ့ခဲ့တယ်ယာရီရဲ့ထွက်ဆိုချက်အရယူစီဖုန်းကသူတို့မင်္ဂလာမဆောင်ခင်ညကငင်းရထားကိုအဲ့ရိတ်တာကိုမောင်းခိုင်းခဲ့တာမှန်ကန်ခဲ့တယ်ရထားထဲမှာပန်းရင်လည်းရှိခဲ့ပြီးအထဲမှာသူတို့သမီးတယောက်ရှိခဲ့တယ်လို့ထွက်ဆိုခဲ့တယ်ဒီအကြောင်းတွေကြတော့မိဖုရားခေါင်ကြီးကဒေါသတကြီးနဲ့ယာရီကိုပြန်လွတ်ပြီးနောက်ကျမဘက်ကိုလှည့်ပြီးမွေးရင်းပြောခဲ့တယ်သမီးလေးရဲ့ဘာလို့အစောကြီးကလေးကမပြောပြခဲ့ရတာလဲကွယ်တဲ့ကျမရှက်ယုံပြီးခေါင်းမှုန်နေခဲ့တယ်ကတော်ကြာမှပါဇက်ကနေထုတ်ပြောရဲခဲ့တယ်အမေသမီးမပြောရဲခဲ့ဘူးမပြောချင်ခဲ့ဘူးဒါကသမီးရဲ့အိမ်မက်ဆိုးကြီးဖြစ်နေမှာကိုကြောက်လို့ပါလို့ပြန်ပြောခဲ့တယ်ဖေဆွန်ကကျမကိုကြည့်နေခဲ့တယ်တခုခုပြောချင်ပုံရပေမဲ့နောက်ဆုံးတော့ဘာမှမပြောခဲ့ပါဘူးကျမလျိုစီဖုန်းကိုအရန်လုံးပေမဲ့အဲ့ဒီလူကြီးလူကောင်းကဘာတူလဲဆိုတာကိုလည်းသိချင်မိတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ကလေးကိုကျမလွယ်ထားရတာဘူးဘာတူပဲဖြစ်ဖြစ်ကျမတိလာရင်တောင်သူ့ကိုအဖေလို့အတိမတ်ပြုမှာမဟုတ်ဘူးကလေးမွေးပြီးမှအမှန်တရားတွေပေါ်လာလိမ့်မယ်လို့ထင်ပါတယ်ဒါအနေငယ်ကြတော့ကျမအတွက်တေးရမလို့ရှင်ရမလို့အခြေအနေနဲ့ရင်ဆိုင်ရမယ့်နေ့ရောက်လာခဲ့ပါတယ်ဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်အရကျမဟာသားသမီးမရနိုင်တော့ဘူးကလေးမွေးပွားမယ်ဆိုရင်လည်းအသက်အန္တရာယ်နဲ့ကြုံရနိုင်တယ်လို့ပြောခဲ့ကြပါတယ်အိဂရီအဖွားတော်ကမဖြစ်နိုင်ရင်တော့လက်လျှော့လိုက်ပါသမီးရဲ့အသက်ရှင်ဖို့ကပိုရေးကြည့်တာပေါ့လို့ကျမကိုတိုက်တွန်းခဲ့ပါတယ်ဒါပေမဲ့ကျမကလေးမွေးကိုမွေးရမယ်ဒီကလေးကိုလက်စားချေဖို့ယူစီဖုန်းကိုတုံ့ပြန်ဖို့အသုံးချရမယ်ပြီးတော့အဲ့ဒီညကကျမကိုစော်ကားခဲ့တဲ့လူကြီးကိုလည်းဒီကလေးနဲ့ပဲရှာဖွေဖော်ထုတ်ရမယ်အဲ့ဒီအချိန်မှာတော့ပေရွှင်ကတကားပြင်ဘက်မှာရက်ဆောင်နေခဲ့ပါတယ်သူ့အင်ဂျီလက်ထဲကနေဘေးကင်းလုံခြုံရေးကြောက်စိမ့်ဆွဲပြားလေးတစ်ခုကိုထုတ်ကင်လိုက်တယ်အဲ့ဒါကပေရွှင်ကိုယ်တိုင်ပြုလုပ်ခိုင်းထားတာဖြစ်ပြီးပန်းဖို့ဆရာကတလာလုံးလုံးအချိန်ပေးပြီးထုစစ်ခဲ့ရတာပါအတွင်းဘက်ကနေရင်ခွဲမတက်အော်ဟစ်နေတဲ့နာကျင်တန်တွေကိုနားဆွင့်နေခဲ့ပါတယ်မုန်တိုင်းထန်တဲ့ညမှာပဲကလေးရဲ့မူတန်ဟာမိုးရီတဲကနေဟင်းထွက်လာခဲ့ပါတယ်အဲ့ဒီအတန်ကအားပြည့်ပြီးကြည်လင်နေခဲ့ပါတယ်ပေရွှင်ကြောက်စိမ့်ဆွဲပြားကိုစုပ်ကင်ထားတဲ့လက်ချောင်းတွေကိုဖြေလျှော့လိုက်တယ်ခေါင်းလုံးကြည့်လိုက်တဲ့အခါသူ့လက်တွေတုံရင်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်ဖွားကြီးတဦးကဘေးကင်းလုံခြုံရေးကြောက်စိမ့်ဆွဲပြားကိုကင်ဆောင်ရင်းပြုံးပြုံးလေးတင်းလာပူပါတယ်အိဂရီအဖွားတော်ကြီးကမင်းသားလေးနဲ့မိခင်ဖြစ်သူရဲ့ဘေးကင်းလုံခြုံရေးအတွက်ပါတဲ့အိဂရီအဖွားတော်ကကလေးကိုပွေ့ယူလိုက်တယ်ပြီးတော့ကလေးရဲ့လေကုတ်ပပလေးကိုလှမ်းကြည့်လိုက်ပါတယ်ကလေးရဲ့လေကုတ်မှာအနီအောင်လုံးနဲ့သွေးနေဦးအမက်အသားလေးတစ်ခုရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအမက်အသားကမိခင်ဖြစ်သူရဲ့အမက်အသားနဲ့ခက်တူနီးပါတူညီနေခဲ့ပါတယ်ဒီအမက်အသားကိုမြင်လိုက်ရတော့ပေရွှင်ကိုမြင်လိုက်ရတယ်လို့ပါပဲသူ့ရင်ဘက်မှာလည်းအဲ့ဒီလိုမျိုးသွေးနေဦးအမက်အသားလေးတစ်ခုရှိနေတာကိုအိဂရီအဖွားတော်ကခေါင်းမော်ပြီးစိုင်းကင်ဘက်ကနင်းသက်စွာရက်နေတဲ့ပုံရိပ်ကိုကြည့်လိုက်ပါတယ်ဘာမှမပြောတော့ပဲဘေးကင်းလုံခြုံရေးကြောက်စိမ့်ဆွဲပြားကိုပဲပူပြီးတင်းတင်းစုပ်ကင်ထားခဲ့ပါတယ်ကျမကဆိုဖာပေါ်မှာပင်မနွမ်းနေစွာမိနေရင်အိဂရီအဖွားတော်ရဲ့ရင်ခွင်ထဲကကလေးငယ်ကိုငေးကြည့်နေမိတယ်ကျမမျက်ဝန်းအောင်မှာညှက်မှုတွေပြီးတော့တောက်ပရဲ့ရွေးချက်အချို့လဲဝေဝဲနေခဲ့ပါတယ်မင်းသားလေးမွေးဖွားတဲ့တဲ့င်းကမြို့တော်တခွင်ပြန့်နှံ့သွားခဲ့တယ်ပြည်သူပြည်သားတွေလည်းပျော်ရွှင်စွာဆင်နွှဲကြတယ်မင်းသမီးလေးဟာကန်တောင်းချင်းတွေပြည့်စုံသူပါတဲ့ဒီမင်းသားလေးဟာနောက်တစ်ချိန်မှာတကယ်ငကားအစ်စ်ပြောင်းဝင်စားလာပြီးပြည်သူတွေအတွက်ကောင်းကျိုးတွေတည်ဆောင်လာလိမ့်မယ်လို့လည်းယုံကြည်နေကြပါတယ်ဒီအချိန်မှာအချင်းထောင်ထဲကမျိုးစီဖုန်းကတော့မင်းသားလေးမွေးဖွားပြီဆိုတဲ့တဲ့င်းကိုကြားပြီးပိုပြီးဒေါသထွက်နေခဲ့တဲ့အခြေအနေကိုပြောင်းပြန်နှံဖို့သူ့ခွင့်ရေးတွေကတဖြည်းဖြည်းနှဲပါလာပြီဆိုတာသူသိတယ်ဒါကြောင့်ထောင်ထဲမှာပဲယူချင်အောင်ဆောင်ပြီးလူမြောက်အောင်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ဒီလက်ကွက်လေးကမိဖုရားခေါင်ကြီးနဲ့ပေးရွှဲတို့ရဲ့မျက်စိအောက်မှာတော့တာမန်လက်ကွက်တစ်ခုမျှသာဖြစ်ခဲ့ပါတယ်မင်းသားလေးလက်ပြပွဲကျင်းပတဲ့နေ့မှာတော့ကျင်းတန်ခမ်းမထဲမှာအရာရှိကြီးတွေယာနဲ့ချီစုဝေးနေခဲ့ကြတယ်ယူစီဖုန်းကိုလည်းအချင်းထောင်ကနေခေါ်ထုတ်လာပြီးဝဲကိုရှုပ်အောင်လုပ်ဖို့စီခိုင်းခဲ့ပါတယ်ဒါပေမဲ့ခမ်းမထဲမှာဒူးထောက်လိုက်တဲ့အခါသူ့ခါကတော့မာတင်းနေသေးပါပဲပြီးတော့ရုတ်တရက်ထရေမောလိုက်ပါတော့တယ်မိဖုရားခေါင်ကြီးဒီကလေးရဲ့ရုပ်ရည်ကိုကြည်စမ်းပါဦးမင်းသမီးနဲ့လည်းမတူဘူးချန်ဟောင်ဦးနဲ့လည်းလုံးဝမတူဘူး
ဘူးဒါမျိုးမစစ်ကလေးပဲမင်းသမီးနဲ့အမိမသိတော့ပေါင်တယောက်ရဲ့သားသမီးပဲသူဟာကိုကိုမက်လိုက်ပြီးအတန်ကုန်အော်ဟစ်ခဲ့တယ်ဒီနေ့ဒူးထောက်ရတာကိုသူကဒီအမိမသိကလေးကိုတုံးပြီးတလောကလုံးကိုပြစ်တင်ရှုတ်ချခြင်းခဲ့တာပဲဒါပေမဲ့ခမ်းမထဲမှာဘသူတဦးတယောက်မှပြန်မချေခဲ့ဘူးသူဟာကောင်းမွန်တဲ့တုံ့ပြန်မှုကိုမမျှော်လင့်ခဲ့တယ်လို့မိဖုရားခေါင်ကြီးဒါမှမဟုတ်မင်းသမီးရဲ့ဒေါသထွက်မှုတွေကိုလည်းမဆောင်ခဲ့ပါဘူးသူမြင်လိုက်ရတာကတော့မင်းသားပေးရွှန့်တယောက်နှောင်အင်ထဲကနေဖြည်းဖြည်းချင်းထွက်လာတာကိုပဲသူနေရန်စီမသွားခင်ကလေးရဲ့နူးညံ့တဲ့သပင်လေးကိုညှင်းတာစွာဆွဲကင်ကြည့်လိုက်ပါတယ်ကလေးရဲ့သွေးနေအောင်မဲ့ကနန်းဆောင်တဲ့ကဖျောင်းတိုင်မီအောင်မှာသွေးလိုရဲရဲတောက်နေခဲ့တဲ့ဖေရွှန့်ကကိုကိုမက်ပြီးလူစီဖုန်းကိုကြည့်လိုက်တဲ့တေဆုံးသွားတာကြပြီးဖြစ်တဲ့လူတယောက်ကိုများညင်ရမလားလို့ပေါ့ဒီချိန်မှာအဖွားကိုအေဂရီကလူခိုင်းပြီးရေကြီးနဲ့ငွေအပ်ကိုယူလာစေတယ်လူစီဖုန်းကကျန်းကျင်ပေါ်ဒူးထောက်နေပေမဲ့သူ့နှုတ်ခမ်းထောင်မှာပေါ်နေတဲ့ပီတီပြုံးကိုထိမထားနိုင်ခဲ့ဘူးသူကအင်ဂျီလက်ကိုတောင်ကိုရိုင်းနဲ့တင်လိုက်တဲ့နှစ်ပေါင်းများစွာမတရားဆွဆွဲခံထားရတဲ့တစ္ဆာရှိသူတယောက်လိုသူ့မျက်နှာမှာပွင့်လင်းရိုးသားတဲ့အမူအရာတွေပေါ်နေခဲ့တာပေါ့သူကပြောတယ်အဖွားအိုအေဂရီနားလေတော်မူပါဒီသွေးစစ်ပွဲမှာကျွန်တော်မျိုးအသက်နဲ့ချူစင်မှုကိုရင်းပြီးလောကကြီးကိုအမှန်တရားပြသပါရစေငွေအက်ကဖျောင်းတိုင်မီအောင်မှာအေးဆက်ဆက်တောက်ပနေတဲ့အထင်းတော်ကနန်းဆောင်တဲကကလေးကိုပွေထားရင်းမြင့်နဲ့လက်သေးသေးလေးကိုမတင်ဖို့กินနေခဲ့တယ်ခဏလေးကျမကဖိနစ်ပလင်ဘောကနေဖြည်းဖြည်းချင်းထွက်လိုက်တယ်ဖိနစ်တရပူဘောကပလဲနဲ့ကြောက်မြက်တွေကတစ်စက်ကလေးမှမလှုပ်ရှားခဲ့ဘူးနန်းဆောင်တစ်ခုလုံးရဲ့အကြည့်တွေကကျမနောက်ကိုလိုက်ပါလာခဲ့တယ်ကျမကတေကားတွေကိုတလန်းချင်းဆင်းလာတာကိုသူတို့ကြည့်နေကြပြီးအင်ဂျီလက်ထဲကနေအမွေနဲ့ပစ္စည်းတစ်ခုကိုထုတ်လိုက်တယ်ဒီကြောက်စိမ့်ဆွဲပြအဲ့ဒီညကကျမကိုစော်ကားခဲ့တဲ့လူရဲ့ခေါင်းဘေးမှာအငြင်းရှိနေခဲ့တဲ့ပစ္စည်းပဲနန်းဆောင်တစ်ခုလုံးကကိုမလုံးခုန်တန်ကိုတောင်ကိုရိုင်းကြားရလောက်အောင်တိတ်ဆိတ်သွားတယ်ငုံမက်တွေအားလုံးအသက်အောက်နေကြပြီးအဖွားအိုအေဂရီကလည်းစူးစိုက်ကြည့်နေခဲ့တယ်ယူစီဖုန်းရဲ့မျက်နှာပေါ်ကအပြုံးကမသိမ်းစေရသေးပဲနှုတ်ခမ်းထောင်မှာရက်တက်နေခဲ့တယ်ဖီရွှန့်တောင်မှကြောင်သွားခဲ့တာပေါ့သူကအဲ့ဒီကြောက်စိမ့်ဆွဲပြားကိုစိုက်ကြည့်ရင်သူ့မျက်နှာမှာဝမ်းသာပီတိဖြစ်တဲ့အပြုံးတစ်ခုပေါ်လာတယ်သူကကျမရှေ့ကိုရှောက်လာပြီးဒူးထောက်ထိုင်ချလိုက်တယ်အဖွားအိုအေဂရီစစ်ဆေးစရာမလိုတော့ပါဘူးဒီကြောက်စိမ့်ဆွဲပြားကကျွန်တော်မျိုးရဲ့ဟာပါယူစီဖုန်းရဲ့ပြုံးကရုတ်တရက်ရက်တန့်သွားတယ်သူကမယုံနိုင်စွာနဲ့ဖီရွှန့်ကိုကြည့်လိုက်ပြီးမှကျမဘက်ကိုပြန်လှည့်ကြည့်သူကတီတို့ရေရွလိုက်မိတယ်မဖြစ်နိုင်ဘူးငါမင်းကိုဝင်ကြီးချုပ်လက်ထဲထည့်ပေးခဲ့တာပဲလေဝင်ကြီးချုပ်ကဒီစကားကြတော့ညနေချက်ချင်းမေးပြကြသွားတယ်သူကရုတ်တရက်ထွက်ပြီးယူဂျီဖုန်းကိုလက်ညှိုးထိုးကကျိန်းမောင်းတယ်ယူဂျီဖုန်းမင်းတို့ယူသွေးတန်းရှောက်မပြောနဲ့ငါမင်းနဲ့ဘယ်တော့ကပေါင်းခဲ့ဘူးလို့လဲယူဂျီဖုန်းလည်းကိုစကားမှားသွားမှန်သတိဝင်လာတယ်သူကကြောက်ကြောက်လန့်လန့်နဲ့ခေါင်းပုံကချစ်ချစ်အရှင်းပြတယ်ဝင်ကြီးချုပ်ကျွန်တော်မျိုးအဲ့လိုဆိုလိုတာမဟုတ်ပါဘူးဒါပေမဲ့နောက်ကျခဲ့ပါပြီဘရင်မကြီးကဝင်ကြီးချုပ်ကိုအေးဆက်ဆက်ဆူဆူဆိုင်ဆိုင်ကြည့်လိုက်တယ်သူ့မျက်ဝန်းတွေထဲမှာစိတ်ကြက်အားငယ်မှုနဲ့ဒေါသတွေပြည့်နှက်နေခဲ့တယ်ဝင်ကြီးချုပ်ကိုချက်ချင်းအေးယူလို့မရသေးပေမဲ့ဒီတန်တရားအစေကတော့သူ့ရင်ထဲဆွဲမြဲသွားခဲ့ပြီးဖေးရွှန်ကဒူးထောက်ရက်သားသူကယူဂျီဖုန်းကိုလည်းလှည့်မကြည့်ဘူးနန်းတော်ထဲကအံ့အားသင့်နေတဲ့မှုမှတ်တွေကိုလည်းကြည့်မနေဘူးသူကငါလက်ဖွားထဲထည့်ထားတဲ့ကြောက်စိမ့်ဆွဲပြားလေးကိုပဲစိုက်ကြည့်နေခဲ့တယ်အဲ့ဒီညကနိုင်ငံရေးပြိုင်ဘက်တွေရဲ့ငွေစေခတ်ချင်းခံရပြီးသူသတိမေ့သွားခဲ့တယ်ငူးယူနဲ့မိန်းကလေးတယောက်နဲ့နီးနီးဆက်ဆက်ရှိခဲ့ဘူးတလို့နိုးလာတော့ဒီကြောက်စိမ့်ဆွဲပြားကိုရှာမတွေ့တော့ဘူးဘယ်နေရာမှာကြကြံခဲ့တယ်အဲ့ဒီမိန်းကလေးကဘာတူလဲဆိုတာလည်းမသိခဲ့ရဘူးနောက်ပိုင်းမှာသူကလာပေါင်းများစွာစုံစမ်းခဲ့တယ်သူမကိုပြန်ရှာပြီးအသက်နဲ့လည်းတောင်းပန်ခြင်းခဲ့တာဒါပေမဲ့သူမသိခဲ့တာကတော့သူမကတစ်ချိန်ပြစ်ပယ်ခံထားခဲ့ရပြီးသားဆိုတာပဲနောက်ဆုံးတော့သူကောင်းမော်ပြီးငါ့ကိုကြည်လာတယ်အမြဲအိတ်ဆက်တင်းနေတတ်တဲ့သူ့မျက်ဝန်းတွေမှာပထမဆုံးအချိန်ဖြစ်တနာစပွဲအမှုအရာတစွန်းတစပေါ်လာခဲ့တယ်လူဂျီဖုန်းကရုတ်တရက်ခုံအုပ်လာပြီးဖေးရွှန်ရဲ့ငူးမဝစ်စုံအောက်စကိုတင်းတင်းဆွဲကင်လိုက်တယ်သူကဖေးရွှန်ကသူ့အသက်ကိုကယ်လိုက်မယ်လို့ထင်ခဲ့ပေမဲ့ဖေးရွှန်ကသူ့ကိုခြေထောက်နဲ့ကန်ထုတ်လိုက်တယ်